မင်္ဂလာပါရှင်ဗမာတိုင်းကြားပါရာဖြစ်တဲ့တင်ဆက်မှုအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးသွားမယ့်တဲ့အကြောင်းအရာတွေကတော့တိုက်ပွဲတဲ့အမတ်စင်6စင်ဘရမကျွေရင်ကျိမှုအမှုပညာကျောင်းဖွင့်ပွဲပြုလုပ်တဲ့တဲ့နဲ့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်အဖွဲ့ခီးသွားပြည်သူများထံငွေကြေးအတင်းတောင်းခံနေတဲ့တဲ့တွေကိုကျွန်မမွန်းကြမှာတင်ဆက်ပေးသွားပါမယ်ရှင်KIA အမတ်ခုနှစ်တပ်မဟာအမတ်46တပ်ရင်းနေမြေဆော့လော်ကျေးရွာအနီးမှာနိုဝင်ဘာလ29ရက်နေ့ကစစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဆိုပါနေ့တွင်စစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်တပ် BGF ပူးပေါင်းတပ်အင်အား90ပါဝင်တဲ့စစ်ကြောင်းတို့ဆော့လော်ဘက်တက်လာတဲ့လမ်းမှာနားနေစဉ် KIA တပ်တို့တွားရောက်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့ပြီးလက်နက်အသုံးအဆောင်အချို့ကိုလည်း KIA တပ်မှတင်စီရယူနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းစစ်ကောင်စီပူးပေါင်းတပ်အဖွဲ့တို့သည်ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကစပြီးအင်အား100ကျော်ဖြင့်စစ်အသုံးအဆောင်နဲ့စာနာရိက္ခာတွေတည်ဆောင်လာကဆော့လော်ဒေတာဘက်ထိုးစစ်ဆင်လာတဲ့အတွက်အဆိုပါနေ့ကလည်း KIA တပ်ဖွဲ့နဲ့တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာခဲ့ကြောင်းသိရပါတယ်။ KIO ရင်ကျေးမှုဦးစီးဌာနကနေဦးဆောင်ပြီးဖွင့်လှစ်ထားတဲ့အမတ်စင်6စင်ဘရမကျွေရင်ကျေးမှုအမှုပညာကျောင်းဖွင့်ပွဲအခမ်းအနားကိုနိုဝင်ဘာလ29ရက်နေ့ကပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ရဲ့ရင်ကျေးမှုကကျွန်တော်တို့လူမျိုးအတွက်အင်မတန်အရေးကြီးတယ်။ရိုးရာပြောက်ရင်လူမျိုးပြောက်မယ်အဲ့ဒါကြောင့်တမျိုးကြားလုံးတည်မြဲဖို့အတွက်ရင်ကျေးမှုကိုမပြောက်ဖြစ်ဖို့ထိမ့်သိမ့်ကြရန်လိုအပ်ကြောင်းစာပေနဲ့ရိုးရာရင်ကျေးမှုတာဝန်ခံကပြောပါတယ်။စင်ဘရမကျွေရိုးရာရင်ကျေးမှုကျောင်းမှာအဓိကတင်ကြားပေးနေတဲ့ပညာရပ်တွေကတော့ကချင်လူမျိုးတွေရဲ့ရိုးရာရင်ကျေးမှုအကြောင်းတရုတ်စာပေနင်္ဂမုံမစာအကြောင်းရိုးရာရင်ကျေးမှုအကနဲ့ဒိုရိယာမျိုးစုံကိုအဓိကထားတင်ကြားပေးတဲ့အကြောင်းဖြစ်ပြီး၎င်းကျောင်းမှာအသက်19နှစ်နဲ့23ကြားလူငယ်များကိုလက်ခံတင်ကြားပေးနေကြောင်းလည်းသိရပါတယ်။အမတ်စင်ကျောင်းစင်ဘရမကျွေရင်ကျေးမှုအမှုပညာကျောင်းမှာယခုချိန်ပညာတင်ကြားနေတဲ့ကျောင်းသူကျောင်းသားပေါင်းအယောက်20ရှိပြီးအရင်နှစ်တွေကအမတ်စင်တစ်ခုကို3နှစ်ကြာတင်ကြားပေးပြီးယခုနှစ်ကစပြီးအမတ်စင်တစ်ခုကို2နှစ်ကြာတင်ကြားပေးမှဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ကာမိုင်လောဝလန်းဆောင်တွေနိုဝင်ဘာလ29ရက်နေ့မနက်9:00နာရီကနေစတင်ပြီးကာမိုင်ရှိစစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့တို့ပူးပေါင်းပြီးဖျက်ဆီးသွားလာတဲ့ရည်များကိုငွေကြေးအတင်းတောင်းခံမှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်။အဆိုပါပူးပေါင်းတပ်ဖွဲ့ကအင်အား30ဝန်းကျင်ဖြင့်လမ်းဆောင်တွေစောင့်ဆိုင်နေကဖက်ကအတက်အစင်ခီးတွာလာသူများရဲ့ခီးတေတင်ရင်ကုန်တင်ကားနဲ့စီကားများကိုယဉ်ကျေးရင်ငယ်အပေါ်မူတည်ပြီးအနေဆုံး2000ကျပ်တောင်းခံနေတယ်လို့သိရပါတယ်။အရင်တုန်းကတော့စစ်ဆေးတာတွေပဲလုပ်လက်ရှိကအခုတော့ဆိုင်ကယ်များကိုမတောင်းခံပဲခီးတွားကားတွေစီတင်ကားတွေအကုန်လုံးကိုမပေးမနေရအတင်းတောင်းခံနေတာဖြစ်တယ်လို့ခီးတွားပြည်သူတူကပြောပါတယ်ဖကမျိုးဘက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်မှစစ်အင်အားလက်နက်အင်အားဖြစ်တင်မှုတွေထပ်တိုးလှုပ်ဆောင်နေတယ်လို့ KIA တပ်နဲ့နှစ်ဖက်ထိတွေ့မှုတွေကလည်းမကြာခဏရှိနေကစစ်ကောင်စီတပ်ရဲ့ပြခတ်မှုကြောင့်ဒေသခံတေဆုံးမှုတွေလည်းရှိကြောင်းသိရပါတယ်ရှင်။ဗမာတိုင်းကြားပါရာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနာဆင်တို့ပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။